မင်္ဂလာပါအားလုံးပဲဟိုကျူရဲ့ဆွေတင်ရပေါ့နော် booklet online class ကနေကြိုဆိုပါရရှင်ဒီနေ့မှာတော့ဆွေအခြေခံကောင်းလေးတွေကိုပြောပြမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးက Day1 ဗီဒီယိုလေးပေါ့နော်ဒီစစာလေးလည်းပြုလုပ်ပေးထားတဲ့အပြင်ကလူတစ်ယောက်ကိုတင်နေသလိုမျိုးတင်ပေးထားတယ်တကယ်လို့ဒီ check-in နဲ့ဒီနားမလဲတာရှိတယ်မရှင်းတာရှိရင်ဒီ free to free ဖြစ်နေဆိုရင်တော့ Telegram မှာ video call ခေါ်နိုင်ပါတယ်ညနေ9:00နာရီကနေစပြီးတော့ကြိုက်တဲ့ချိန်မှာမေးလို့ရတယ်ပေါ့နော် Telegram link လေးပဲချပေးထားမယ် group ထဲမှာပေါ့နော်နောက်ပြီးတဲ့အခါကျလို့ရှိရင် Viber နဲ့လည်းမြင်စုံစမ်းလို့ရပါတယ်ရှင်ဒါဆိုရင်တော့ပထမဦးဆုံးနေ့မှာမကေတို့ဒီဒီကန်တိထားရမယ့်ချက်ကလေးတွေကိုပြောပြရအောင်ပေါ့နော်ပထမဦးဆုံးချက်ကရှင်မဆိုရင်ဒီကန်ကတစ်ချက်မှာဆိုရင်16ပဲရှိတယ်တပင်းမှာဆိုရင်8ရွေးရှိတယ်တရွေးမှာဆိုရင်2ချမ်းရှိတယ်ပေါ့နော်1 by 2ရွေးလို့လည်းပြောတယ်ပေါ့နော်ခါတည်းရမှာရွှေပေါင်းစားလေးပါလေတရွေးတစ်ချမ်းလို့အဲ့လိုမျိုးပြောတဲ့ပုံစံမျိုးတော့ဒါဆိုရင်တရွေးမှာဆိုတရွေးမှာဆို1 by 2ရွေးရှိတယ်ပေါ့နော်ဒါဆိုရင်တရွေးမှာဆိုရင်2ချမ်းရှိတယ်ပြီးတော့လို့ရှိရင်တစ်ချမ်းမှာဆိုရင်3.5လို့ပြောတယ်ဘာဖြစ်လို့ဆိုတော့ 0.5 ရှိလို့ပေါ့နော်ဒါဆိုရင်10 point မှာဆိုတရွေးရှိတယ်ဒါဆိုရင်တရွေးမှာ2ချမ်းရှိတယ်2ချမ်းကဘာနဲ့ညီတယ်လဲဆိုတော့10 point နဲ့ညီတယ်ပေါ့နော်ဘာဖြစ်လို့10 point ဖြစ်တာကလည်း1မဖြစ်ပဲနဲ့ပေါ့နော်သူက10 point ဖြစ်တာနဲ့1ဖြစ်ပြီးတော့ဘယ်လိုသွားလဲဆိုတော့ဒီရွေးမှာသွားတိုးတယ်ပေါ့နော်ဘာဖြစ်လို့10 point မှာဆိုရင်သူကတရွေးရှိလို့ပေါ့နော်ရွေးကိုသွားတိုးပြီးတော့သူက0ဖြစ်သွားတယ်ဒါကြောင့်မခေတ်တို့က1မဖြစ်ပဲနဲ့1ဖြစ်သွားတယ်1ဖြစ်ပြီးတော့ဒီရွေးဖြစ်တရွေးဖြစ်သွားတာပေါ့နော်1ကpoint ကနေပြီးတော့ရွေးဖြစ်သွားတယ်ရွေးကိုတိုးသွားတော့ရွေးမှာလာတိုးတယ်ပေါ့နော်ဒါဆိုရင်တော့10 point မှာဆိုရင်တရွေးလို့မှတ်ယူရမယ် digital ချိန်စစ်မှာပေါ်တဲ့ပုံစံလေးကကြတော့မခေနောက်ပိုင်းကျရင်တော့ digital ချိန်စစ်ဗီဒီယိုပိုင်းတက်ကိုတင်ပေးပါမယ်နောက်ပြီးတော့တနေရနှစ်နေရနောက်ပြီးတော့တနေရနောက်ပြီးတော့တနေရဘာလို့တနေရလဲဆိုကြက်ကကြတော့10ချက်ပဲဖြစ်ဖြစ်တပိတ်သားပဲဖြစ်ဖြစ်ဘယ်နှချက်ပဲဖြစ်ဖြစ်တိုးရင်သူကအစီကနေပဲတိုးလာမယ်ဆိုတော့လေဒီမှာဘာဖြစ်လို့နေရရှိလဲဆိုတော့16ပဲဒီမှာတစ်ချက်ဒီမှာမို့လို့က16ဆိုတော့နေရဒါကြောင့်16ဒါဆိုရင်ခါလေး15ပဲဆိုရင်ဒီမှာနေရပေါ်ရမှာလေနော်ခါလေး17ဆိုရင်နေရပေါ်ရမှာမို့လို့ဒီဘက်မှာနေရရှိတယ်နောက်ပြီးတော့တနေရပဲရှိတယ်ဘာဖြစ်လို့လဲဆိုတော့8ရွေးကြလို့ရှိရင်တပဲဖြစ်သွားတယ်9ရွေးဆိုတာမရှိဘူး9ရွေးဖြစ်သွားတဲ့ခါကျရင်ချိတ်ဆက်မှာကတရွေးပေါ်ပြီးတော့အရှိကိုပဲနေရကိုသူကကြတော့ဒီရွေးကဒီကိုရှစ်ပြည်တာနဲ့ဒီကိုခုံသွားတယ်ပေါ့နော်ဒီကိုတိုးသွားတယ်နောက်ပြီး10နေရာမှာဒီအနောက်ကကြတော့ဒီမှာ10ပြည်သွားတာနဲ့ဒီရွေးကလာတိုးတဲ့အတွက်ကြောင့်ဒီ10 point ကတနေရာပဲရှိတယ်ပေါ့နော်ဒါကြောင့်ကြက်နေရာမှာဆိုတနေရာရှိတယ်ပဲနေရာမှာဆိုနေရာရှိတယ်ဘာဖြစ်လို့နေရာရှိလဲဆိုတော့16ပဲရှိလို့နောက်ပြီးတဲ့ခါကျလို့ရှိရင်ရွေးနေရာမှာဆိုရင်ဒီတနေရာပဲရှိတယ်ဘာဖြစ်လို့တနေရာပဲရှိရလဲဆိုတော့8ပေါ့နော်10မကျော်လို့တနေရာပဲရှိတယ်ဒါကကြတော့10ပြည့်တာနဲ့ဘာဖြစ်လို့ဘာခဲ့ရဲ့တနေရာပဲရှိတာလဲဆို point သူက10ပြည့်တာနဲ့အရှိကိုတိုးတဲ့အတွက်ကြောင့်သူက17ဆိုတာမရှိလာဘူးလေဒါဆိုတော့နေရာမရှိပါဘူးရှင်ဒါကြောင့်မို့လို့ဆွေစီကန်သိထားရမယ့်ချစ်ကလေးတွေကိုဒီချာလိုက်မှတ်ထားပါလို့ပြောချင်ပါတယ်ရှင်နောက်ဗီဒီယိုဖိုင်မှာကြတော့ခဏပုံစံလေးတွေဥပမာတစ်ပုံနှစ်ပုံတွေ့ပြပါမယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်မခက်ပါ